2026ခုနှစ် January လ2ရက်နေ့ Faith in God ထာဝရဘုရား၌ယုံကြည်ခြင်းရှမာကုခရစ်ဝင်ခန်းကြီး7ခန်းငယ်24ရှမာကုခရစ်ဝင်ခန်းကြီး7ခန်းငယ်24ထို့ကြောင့်ငါဆိုသည်ကသင်တို့သည်စုကျေးဇူးကိုရမည်ဟုယုံကြည်သောစိတ်နှင့်ဆုတောင်းသမျှတို့ကိုရကြလိမ့်မည်ရှမာကုခရစ်ဝင်ခန်းကြီး7ခန်းငယ်24အင်္ဂလိပ်လိုဆိုရင်တော့ What things soever you desire when you pray believe that you receive them and you shall have them Mark chapter 11 verse 24ယုံကြည်ခြင်းသည်အရာအလုံးပြည့်စုံနေသည်ဟုထင်အောင်ထင်မှားဖြစ်နေခြင်းမဟုတ်ပါဘာလို့ဆိုလိုတာလဲဆိုရင်ဖျားသခင်သည်ကျွန်တော်ကျမတို့ရဲ့ဆုတောင်းတန်ကိုကြားပြီးတော့မှဘုရားသခင်အလုံးလုံးနေတယ်ကျမတို့မမြင်ရတဲ့အချိန်မှာပင်လေဘုရားသခင်အလုံးလုံးနေသည်ဆိုတာကိုအပြည့်အဝယုံကြည်ခြင်းဖြစ်ပါတယ်ယုံကြည်ခြင်းသည်ဘုရားသခင်ဤသစ္စာရှိခြင်းပေါ်စိတ်ချမှုရှိခြင်းဖြစ်ပြီးတော့မှကျွန်တော်ကျမတို့ရဲ့လုံနိုင်ခြင်းနဲ့အခြေအနေတွေပေါ်ကိုမကြည့်ဘဲနေခြင်းဖြစ်ပါတယ်ဒါကြောင့်ယနေ့မှာကျမတို့တောင်းသမျှကိုရပါမည်အကြောင်းနံပါတ်1အလိုတော်နဲ့ညီတဲ့ဆုတောင်းခြင်းကိုကျမတို့တောင်းရပါမယ်နံပါတ်2အဲ့ဒီဆုတောင်းခြင်းများပေါ်မှာဖျားသခင်သည်အလုံးလုံးနေတယ်ဆိုတာကိုကျမတို့ဒီအပြည့်အဝယုံကြည်ပြီးတော့မှဖျားခင်ပေါ်မှာစိတ်ချထားခြင်းဖျားခင်ပေါ်မှာအနံ့ထားခြင်းဖြစ်ပါတယ်ကျမကိုအမှုတော်ဆောင်တော်တယောက်ကပြောပူပါတယ်ဖျားကိုအပ်ထားတယ်ဆိုရင်စိတ်ချလိုက်တော့လေလို့ပြောပူပါတယ်မှန်ပါတယ်ကျမတို့ဖျားကိုအပ်လိုက်တဲ့ခါမှာစိတ်ချမှုရရှိတာဖြစ်ပါတယ်ဒါကြောင့်တာမန်ခရိယာအနေနဲ့ပဲအတ္တတာကိုမကုံဆုံးချင်ဘူးဆိုရင်တော့နေ့စဉ်ကျမတို့လုပ်ရမယ့်အရာတွေကအရာ၃ခုကပါလဲဆိုရင်တော့နံပါတ်1ဆုတောင်းခြင်းဖြစ်ပါတယ် prayer နံပါတ်2ချီးမွမ်းခြင်း praise ဖြစ်ပါတယ်နံပါတ်3ကြွေးကြော်ဝန်ခံခြင်း pronounce and proclaim ဒါကြောင့်ကျမတို့ရဲ့အတ္တတာထဲမှာယုံကြည်ခြင်းဖြင့်ဆုတောင်းခြင်းချီးမွမ်းခြင်းကြွေးကြော်ဝန်ခံခြင်းများဖြင့်အတ္တတာကိုဆက်လက်ပြီးတော့မှခိုင်ခန့်တည်ကြည်မြဲမြံကြပါစို့ Faith in God ထာဝရဘုရား၌ယုံကြည်ခြင်း